ဒီလူငယ်လေးကတော့တကယ်လူစွမ်းကောင်းပါဗျာအလုတ်လက်မှတ်ဖြစ်ပြီးအိမ်မှာနေရတော့တက်တိုကတင်ခဲ့တဲ့လျှက်စစ်တင်ညာကိုတုံးပြီးရေအားလျှက်စစ်ထုတ်ဆက်လေးတစ်ခုကိုသူကိုယ်တိုင်တီထွင်ခဲ့ပါတယ်ဗျာပထမတော့အိမ်ကလူတွေကမယုံကြည်ကြပါဘူးဗျာမိသီးလေးလင်းသွားတဲ့ခါရောက်မှာပဲလူတွေသဘောပေါက်သွားကြတာပါသူတကယ်အောင်မြင်သွားပြီဆိုတာကိုပေါ့အခုဆိုရင်မိဘူးဆောင်စရာမလိုတော့ပါဘူးဗျာတကယ်ကိုမိုက်လုံးပါတယ်ဗျာအခုကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲ PVC ပြားပေါ်မှာကိရိယာတွေတုံးပြီးဆက်ဝိုင်းတစ်ခုဆွဲလိုက်ပါတယ်ဗျာပိုနေတဲ့အပိုင်းတွေကိုဖြတ်ထုတ်လိုက်ရင်ဒီလိုပလတ်စတစ်ပြားလေးရလာပါမယ်မီးနဲ့နည်းနည်းလေးအပူပေးလိုက်ရင်ပလတ်စတစ်ပြားကိုပိုက်လုံးပေါ်မှာတက်ဆင်လို့ရတော့ပါပြီဗျာဒီမှာသူက PVC ပြားကိုတုံးပြီးတာပိုင်ဒလက်တွေလုံနေတာပါဗျာဒလက်အနေငယ်ထလုပ်ပြီးတဲ့အခါမှာပိုက်လုံးပေါ်မှာကော်နဲ့ကတ်လိုက်ပါတယ်ကော်မြင်မဲ့တုတ်ဖို့မမြင့်နဲ့နော်ရေစည်းရကတော်ပြင်းလို့ပါဗျာအခုရေပုံတပုံကိုယူပြီးအောက်ခြေကိုကိရိယာနဲ့ထက်လိုက်ပါတယ်ဗျအဲ့ဒီနောက်တန်ကြိုးတစ်ပိုင်းကိုယူပြီးဘုံဘော်ကအမြောင်းငယ်တွေထဲကိုကော်ရီအပြည့်တုပ်လိုက်ပါတယ်ဗျပြီးရင်တန်ကြိုးကိုတစီစီတေးချအပေါ်ကနေကတ်ပေးရပါမယ်ခိုင်ခန့်အောင်ကော်များများထည့်ပေးနော်နောက်တစ်ဆင့်ကတော့ရေပုံလေးကိုအပြာရောင်ထုတ်ဖို့ပါပဲလားအတုံးမလို့တဲ့ရေပုံကိုတုံးထားတာပါအခုတော့စတူရန်ပိုက်တွေကိုဖျက်ရပါမယ်နော်ဖျက်ဒီစင်တစ်ခုဝရင်စော်ပါမယ်ဒီစင်ကတော့သူ့ရဲ့ဝရင်စော်တဲ့ကျွမ်းကျင်မှုကိုစမ်းသပ်နေတာပါမယ်သူကကျောင်းမှာတော့အတော်ဆုံးဝရင်ဆရာဆိုတော့လေဒီလောက်အလုပ်လေးကတော့သူ့အတွက်ပါမွားလေးပါပဲဗျာခဏလေးအတွင်းမှာပဲမီးစဲတဲ့ကိုးတဲ့ frame ကိုလုတ်ပြီးသွားပါပြီအနက်တောင်ဆင်းမိုးလိုက်တဲ့အခါချက်ချင်းပဲအထားကျသွားတယ်ဗျအခုအပိုပစ္စည်းတွေတက်စင်ရအောင်ပါဒလက်ရဲ့အလေတဲထဲမှာအပေါက်ဖောက်ပြီးရေပုံးနဲ့စင်ကိုတန်ချောင်းနဲ့ဆက်သွယ်လိုက်ပါတယ်ဗျာနှစ်ဖက်လုံးကိုနှက်ကျလိုက်ပါမယ်ဝင်ယုံတစ်ခုကိုတက်ဆင်လိုက်ပါတယ်တန်ချောင်းဂီယာတို့နဲ့ရေပုံးကတန်ချိုးကိုချိတ်ဆက်လိုက်ပါတယ်နောက်ဆုံးမော်တာတက်ဆင်လိုက်ခဲ့ခါဆက်တစ်ခုလုံးအပီးတက်တော့ပါလေအပြင်မှာဒီဆက်တို့စမ်းတက်ကြည့်ရအောင်ပါဗျာရေစီးအားကြောင့်တာဘိုင်ဒလက်တွေအရှိန်ပြင်းပြင်းလဲနေတာတွေ့ရပါမယ်အဲ့ဒီကနေမော်တာကိုပါလဲစီပါတယ်ဒီအချိန်မှာအသုံးပြုလို့ရတဲ့လျှက်စစ်စွမ်းရင်ထပ်နေပါပြီဗျာမိသားစု3ယောက်စာအတွက်လုံလောက်ပါတယ်ဗျာကျွန်တော်တို့ပလက်ခုံနဲ့ချိတ်ပြီးပန်ကာအသေးလေးတစ်ခုဖွင့်ကြည့်ပါမယ်ဗျာပန်ကာနဲ့ပလက်ခုံကိုဆက်လိုက်ပါတယ်ပန်ကာချက်ချင်းလဲလာတာတွေ့ရမှာပါမာတီမီတာနဲ့တိုင်းကြည့်တော့လေလျှက်စစ်ထွက်နေတာသိကြပါတယ်သူ့ရဲ့စမ်းသပ်မှုအောင်မြင်သွားပါပြီဒီဆက်လေးရှိတာနဲ့သူကတော့အခအမဲ့အမီတုံးနေသွားပါပြီတနစ်ကိုငွေတော်တော်များများတက်တာသွားစီပါတယ်တကယ်ကိုမိုက်လွန်းပါတယ်ဗျာဒီလျှက်စစ်ထုတ်ဆက်လေးကိုဘလို့မြင်ကြလဲcomment မှာဝင်ရောက်ဆွေးနွေးပေးပါတဘောကြရင် like နဲ့ follow လေးလုပ်ပေးခဲ့ပါဗျာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်မှပြန်တွေ့ကြမယ်ဗျာဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးလေ့လာကြည့်ကြအောင်ဗျာဒီလိုမျိုးကိုယ်တိုင်လို့မိစေတွေကတကယ်အလုပ်လုပ်လားတက်လိုက်စကွင်းနေနဲ့ကွိုင်းဒီကိုတေချအချိုးကျတက်စင်မယ်ဆိုရင်စွမ်းရင်အနေငင်နဲ့တင်လျှက်စစ်ထုတ်ပေးနိုင်တာအမှန်ပါပဲဒါဟာရူဘဗေဒရဲ့ခြေကနိယာမတွေကိုအသုံးချထားတာဖြစ်ပါတယ်အိမ်မှာကိုယ်တိုင်စမ်းသပ်မယ်ဆိုရင်ဘေးကင်းကြီးကိုတတိပြုရပါမယ်ဘိုးအားပြင်းတဲ့ပစ္စည်းတွေတုံးရင်အန်ဒီရဲ့ရှိနိုင်လို့ပါပဲဒါကြောင့်အတွေ့အကြုံရှိသူတွေရဲ့အကူအညီနဲ့လာစမ်းသပ်သင့်ပါတယ်ဗျာဒီနီလန်လေးကအရေးပေါ်မီးပြတ်တဲ့အချိန်တွေမှာဖုံးအားသွေးဖို့လောက်တော့အလွယ်အကူအသုံးပြုနိုင်ပါတယ်မိတ်ဆွေတို့အထင်နဲ့ရောဒီတီထွေမှုကိုလက်တွေ့လုပ်ကြည့်ခြင်းကြလားဗီဒီယိုလေးကိုတငယ်ချင်းတွေစီဝေမျှပေးဖို့မမေ့ပါနဲ့ဦးနော်